ကျေးဇူးတော်ရဲ့ကြွယ်ဝပြည့်စုံခြင်းတည်းမှာနေ့ရက်စဉ်တိုင်းကြမ်းမှလန်းဆန်းဝမ်းမြောက်စွာနဲ့ပို့ဆောင်ပေးတဲ့ထိုဖျားရှင်နာမတော်ချီးမွမ်းတယ်။ဘူချေအဖြစ်မဟုတ်အာနာအဖြစ်မဟုတ်တကူအဖြစ်မဟုတ်တန်ရှင်တော်ဝိညာဉ်တော်အဖြစ်ဖြစ်ပါတယ်။အာမင်။ဒီနေ့ဖြောင့်မတ်ခြင်းကိုရဖို့ဆိုတဲ့ကောင်းစဉ်ထဲမှာအနေငယ်ဒီဆောက်ခွန်အာယူကြရအောင်။ရှင်ပေတရုဩဝါဒစာပရမတ်စာဆောင်အခန်းကြီး18ထဲမှာယေရှုခရစ်တော်ဟာကျွန်တော်ကျမတို့ကိုဖြောင့်မတ်ခြင်းကိုရဖို့ရန်ဖြောင့်မတ်တော်သူယေရှုခရစ်တော်ဟာမဖြောင့်မတ်တော်သူတင်းနဲ့ကျွန်ုပ်ရဲ့ဒုစက်အားဖြင့်သူဒီမဖြောင့်မတ်တော်သူခံရတာဖြစ်တယ်အာမင်တင်းနဲ့ကျွန်တော်ကိုတိတ်ချစ်လို့ဖြောင့်မတ်တော်သူကဒုစက်အပြစ်များကြောင့်တခါခံတော်မူ၏ဖြောင့်မတ်တော်သူဟာကျွန်တော်တို့မဖြောင့်မတ်တဲ့ကျွန်တော်တို့အတွက်သူ့အပေါ်မှာဒုစက်အပြစ်အားလုံးတင်တယ်ကားတိုင်မှာအသေးတတ်တယ်အရှက်ကွဲခံရတယ်အကျိုးနေခြင်းခံရတယ်တင်နဲ့ကျွန်ုပ်ကိုဖြောင့်မတ်ခြင်းပါရမီရဖို့ထာဝရကောင်းကင်လမ်းကိုပို့ဆောင်နိုင်ဖို့ရောက်ရှိဖို့ရန်ဖြောင့်မတ်တော်ယေရှုခရစ်တော်ဘုရားသည်တင်နဲ့ကျွန်ုပ်ရဲ့ကိုယ်စားအပြစ်ဒုစရိုက်ထဲမှာနေနေတဲ့တင်းနဲ့ကျွန်ုပ်ကိုတိတ်ချစ်လို့ယေရှုဟာမဖြောင့်မတ်တော်သူဖြစ်ခဲ့တာဖြစ်တယ်အာမင်သူ့ကိုညှင်းဆဲခြင်းလက်ဝါးကားတိုင်မှာအသေးတက်ခြင်းဒုစရိုက်အပြစ်များကြောင့်တခါခံတယ်အပြစ်နဲ့ဆိုင်တဲ့အရာအားလုံးသူ့အပေါ်မှာတင်လိုက်တယ်ကျွန်တော်ကျမခံရမယ်ဒုစရိုက်အပြစ်အားလုံးကိုသူခံပေးခဲ့တာဖြစ်ပါတယ်အာမင်ခရစ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေးသက်ခြင်းကိုခံ၍ယေရှုခရစ်တော်ရဲ့ခန္ဓာကိုယ်အားဖြင့်ကျွန်တော်ကျမတို့ကိုတိတ်ချစ်လို့သူ့ရဲ့ကိုယ်ခန္ဓာကိုအသေးခံပေးရတာဖြစ်တယ်အသေးသက်ခြင်းကိုခံရတာဖြစ်ပါတယ်အသက်ရှင်ခြင်းတို့ရောက်တော်မူသည်ဖြစ်၍ယေရှုအသေးခံပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာထာဝရနဲ့ဆိုင်တဲ့အသက်ရှင်ခြင်းကိုရဖို့ဖြောင့်မတ်ခြင်းကိုရဖို့ခန္ဓာကိုအသေးခံတယ်အသေးတတ်ခြင်းကိုခံတယ်အသက်ရှင်ခြင်းလမ်းတို့ရောက်ဖို့ရန်ငါတို့ဘုရားသခင်အထံတော်သို့ပို့ဆောင်ပေးတယ်ငါတို့ကိုဘုရားသခင်အထံတော်သို့ဖြောင့်မတ်ခြင်းကိုရဖို့ယေရှုခရစ်တော်အားဖြင့်လှုပ်ဆောင်ပေးတယ်ဘုရားသခင်အထံတော်သို့ရောက်ဖို့ရန်ဖြောင့်မတ်တော်ယေရှုသည်မဖြောင့်မတ်တော်သူကဲ့သို့ကျွန်တော်တို့ကိုတိတ်ချစ်လို့သူလက်ဝါးကားတိုင်မှာအဆက်ကွယ်အကျိုးနေအမျိုးမျိုးဒုက္ခဝေဒနာငြိမ်ပန်နှိမ့်ဆက်ခြင်းတသွေးထွေးခြင်းကဲ့ရဲ့ခြင်းလောင်ပြောင်ခြင်းရှုံချခြင်းကိုခံခဲ့တာဖြစ်ပါတယ်မိတ်ဆွေယေရှုခရစ်တော်အားဖြင့်ဒီနေ့တင်နဲ့ကျွန်တော်ဖယားသခင်ရဲ့အထံတော်ထဲမှာဖြောင့်မတ်တော်သူတန်ရှင်တော်သူစုံလင်တော်သူအောင်မြင်တော်သူကောင်းစားတော်သူဝိညာဉ်အတွင်းဝိညာဉ်ထဲမှာအနာတရဖြစ်နေတဲ့လူအတွင်းဝိညာဉ်ထဲမှာကုသလို့မရတော့တဲ့လူအပေငရဲတွားရမယ်လူတွေကိုယေရှုခရစ်တော်နာကျင်ခြင်းဝေဒနာငြိမ်းပန်းနေဆင်ခြင်းခံခြင်းအပြင်ယနေ့ကျွန်တော်ကျမတို့ဒီဖယားသခင်ရှေ့မှာဖြောင့်မတ်တော်သူဖြစ်မြင့်အကြောင်းဒီယေရှုခရစ်တော်ရဲ့ခန္ဓာကိုယ်ကိုအသေးတက်ခြင်းကိုခံရတယ်အသေးတက်ခြင်းအပြင်ကျွန်တော်တို့ထာဝရအသက်ရှင်ခြင်းလမ်းကိုပူဆောင်ပေးတဲ့ဖယားဖြစ်ပါတယ်အာမင်